မျောလင်းတဲ့မဲ့တဲ့လူတွေတပုံကြီးရှိတယ်လူသားတယောက်စီမှာဒုက္ခများနေတာတွေ့ပိုက်ထားလိုက်တာမနာကျင်လို့မဟုတ်ပါမလျှော့လိုက်ပါနဲ့မြတ်တဲ့ဆိုတဲ့လူတွေတပုံကြီးပဲကွယ်မျောလင်းတဲ့ဆိုတာတနေ့တော့ဖြစ်ရမှာဖြစ်မလာတော့လေဘာမှမတတ်နိုင်ပါတကယ်ဆိုလူဘဝဟာရခဲ့လာပါတယ်ရောင်စုံလူတွေတပုံကြီးပါတမို့ထားရပါစေတမို့ရှိတဲ့လူတွေစစ်ချင်အားတဲ့ကဘာကိုတိဆောက်ပါတမို့ထားရပါစေတမို့ရှိတဲ့လူတွေစစ်ချင်တရားတဲ့ကဘာကိုမြင်စမ်းပါဆိုတဲ့လူတွေတပုံကြီးရှိတယ်မျောလင်းတဲ့ဆိုတာတနေ့တော့ဖြစ်ရမှာဖြစ်မလာတော့လေဘာမှမတတ်နိုင်ပါတမို့ထားရပါစေတမို့ရှိတဲ့လူတွေစစ်ချင်တရားတဲ့ကဘာကိုme